ဟိုလေကွန်ပျူတာစာစီလို့ရလား စာစီစာရဲ့မိတူဒီမှာဆိုက်ဖို့ကတ်ထားတယ်အဝမှာကွာဒီထက်ကြမှာဘာလို့လာမင်းနေ မကျင်းနေမှာဆိုလို့ပါဦးလေ ဟေး ရတယ် ပြောပါစီကျင်လာပြော ဘာစီလဲဆိုဟာကျွန်တော်ဟိုအာတုဘ ဟဲ့ဘာဖြစ်လဲ မဟုတ်ဦးလေးစီမ ဘာလို့ငါ့ကိုလက်ညှိုးလာထိုးနေအတုပါဆို မဟုတ်လေဦးလေးစီပေးမယ်လေအာတုဘဖိတ်စာ နာရေးဖိတ်စာပြောပါကွာမရှိတဲ့စကားနဲ့လာပြောတယ်နာရေးဖိတ်စာဟုတ်တယ်မလားလက်ကမ်းမှုရတယ် တရွက်ဘလောက်လဲ စာစီကတစ်စောင်200ယူတယ် ဩအပီးစီတစ်စောင်း200 200တော့ဟုတ်ပြီအဲ့ဒါဦးလေးကျွန်တော်တကယ်200နော် 200မြို့ငါတကယ်200ဆို ဩမေးရသေးတယ်ဗျသူများဆိုင်400တောင်းတာကျွန်တော် ဒီမှာဒီဆိုင်အလုပ်လုပ်လာချပြီနော်ဒီမှာခင်းမှာအကုန်လုံး အဲ့ဒါစီမယ် ကဲ ဦးလေးလိုက်ရေး မင်း နော်ကျွန်တော်လည်းဒီမှာသူများပေးခိုင်းလိုက်လို့ကျွန်တော်ဒီမှာလာစီပေးရတယ် ဒီမှာလုပ်ကလုပ်ပြီးတော့နာရေးဆိုတော့ နာရေးဆိုကူညီရတယ်လေချင်းချင်းနေဟုတ်တယ်မလားမန္တလေးတိုင်း အဲ့စပါလား ထိဆုံးက မန္တလေးတိုင်းဟုတ်ပြီ ကြိုက်ထုံမျိုးနဲ့ ကြိုက်မန္တလေးတိုင်းမှာကြိုက်ထုံရှိသလား မဟုတ်လေသူရေးခိုင်းတဲ့အတိုင်းပဲရေးလေမှုဒီထဲမှာပါတယ် ဒီစဉ်းစားကြည့်မန္တလေးတိုင်းဆိုရင်ကြိုက်ထုံမျိုးနဲ့ဖြစ်နိုင်မလား ဩပထမ မုန်းပြည်နယ်လေ မဟုတ်လေပထမမန္တလေးမှာနေပြီးကြိုက်ထုံပြောင်းသွားတာနေမှာပေါ့အဲ့လိုဖြစ်လိမ့်မယ် ဟုတ်ကဲ့မင်းတို့ဒါရှုပ်နေ မန္တလေးတိုင်းကြိုက်ထုံမျိုးနဲ့ကမ်းနာလန်းနေ ကဲနည်းနည်းစဉ်းစားလာလဲပြောကြိုက်ထုံကဘယ်မှာကန်းနာရှိမလဲ ကျွန်တော်ကစာထဲအတိုင်းပြောရတာလေသူဖိတ်စာတဲ့အတိုင်းပဲရေး ဟာမြို့သားမန္တလေးတိုင်းကနေကြိုက်ထုံရောက်အခုကန်းနာလမ်းဘယ်နားမှာမြင့်ချီလို့လဲကြိုက်ထုံ ကြိုက်ထုံမှာကူလည်းရေးတွေကြီးနေဗျာရေးလိုက်ဗျာကြာလို့ရှုပ်တယ် ကန်းနာလမ်း နေလာပြီဥစင်ပေါက် ဦးစင်ပါ ဥစင်ပေါက်ဒေါ်ဝတ်မ တော့ဝမမင်းတို့မျိုးတလိษံမျိုးတွေပဲကွာ ကျွန်တော်အမျိုးမဟုတ်ဘူးသူများရေးခိုင်းတယ်ပါဆိုဒေါ်ဝတ်မတို့မြည် ဟောဒီဟာ နောက်တစ်ခုအေယာဝတီတိုင်း အေယာဝတီတိုင်း မြစ်ကြီးနားမြို့နယ် မြကြီးနာအေယာဝတီတိုင်းမှာဘယ်လိုလုပ်မြကြီးနာရှိမင်းအေယာဝတီဘယ်လိုကချင်ပြည်နယ်ဘက်ကိုဆန်တက်သွား အေယာဝတီတိုင်းမြစ်တိုင်းတက်သွားလိုက်အပေါ်ရောက်ကောမြစ်ကြီးနားရောက်တော့အပေါ်တက်သွားတာသူကမင်းအေယာဝတီတိုင်းကမြကြီးနာမျိုးလေကွာငါတကားမှဖိတ်စာရိုက်တာစာရိုက်တာလားနှစ်တော်ကြာပါပြီကတခါမှမကြောက်ဘူးကွာ တင်မောသားဖြစ်မှာပေါ့ဦးလေးအေယာဝတီတိုင်းမြစ်ကြီးနားမြို့နယ် တက်မပြောပါနဲ့ခေါင်းတွေကြိုက်လာလို့အေယာဝတီတိုင်းမြကြီးနာမျိုးနယ်35လမ်းထပ်ပါလောက်တော့မင်းဒါမနောက်နဲ့နော်မြကြီးနာမျိုးနယ်လည်းရှိတယ်မင်းပြောတယ်မင်း35လမ်းအထက်ဘက်လောက်တော့မင်းဘာတော့ဘောလဲ စာတဲ့အတိုင်းပြောရတာဗျာသူများရေးပေးလိုက်တာဗျာကျွန်တော်လေ မင်းတို့ကဘလို့တွေလဲကွာ35လမ်းထပ်ပါလောက်နေ 35လမ်းဟောမြကြီးနာမျိုး35လမ်းအထက်ဘက်လောက်တော့ရှိလားမင်းက သူရေးပေးလိုက်တာလေ ဟုတ်တာဟုတ်မဟုတ် ထပ်ပါလောက်နေဦးစိုးမြင့်ဒေါ်စိုးမြင့်တို့ကြီး ဦးစိုးမြင့်ဒေါ်စိုးမြင့်ရ